မင်္ဂလာပါကျွန်တော်ဒေါက်တာပြည့်စုံကြီးပါခင်ဗျာကျွန်တော်က Human Resource Management နဲ့ Organizational Development Consultant တယောက်ဖြစ်ပါတယ်ကျွန်တော်အဖွဲ့အစည်းတွေရဲ့တူတယောက်ချင်းစီတွေအတွက်စွမ်းဆောင်ရည်တိုးတက်လာဖို့အတွက်သင်တန်းပေးတာတွေ Organization တိုးတက်ဖို့အတွက်အတိုင်းအခံအလုပ်တွေအဓိကလုပ်ဆောင်ပါတယ်ဆိုတော့ဒီလိုသင်တန်းတွေပေးနေရင်လည်းတချို့သင်တန်းတွေအပြည့်အဝမတက်ရောက်နိုင်တဲ့လူတွေအတွက်ကို learning video တွေလုပ်မယ်လွယ်ကူကူထိထိရောက်ရောက်နဲ့ knowledge sharing တွေလုပ်မယ်ဆိုတဲ့စိတ်ကူးလေးရှိခဲ့ပါတယ်ဒါပေမဲ့အခက်အခဲတွေအချိန်ကန့်သတ်ချက်တွေရှိနေတဲ့အတွက်ကြောင့်မလုပ်ဖြစ်ခဲ့တာလေးတွေကြာခဲ့ပါပြီဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးတွေလုပ်မယ်လို့စဉ်းစားတဲ့အခါမှာဘယ်အကြောင်းအရာတွေကိုအဓိကစပြီးတော့မျှဝေပေးမလဲလို့စဉ်းစားရွေးချယ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော် facilitation ဆိုတဲ့အကြောင်းအရာလေးတွေကိုအဓိကမျှဝေပေးခြင်းနဲ့တချို့တွေအတွက်နည်းနည်းလေးစိတ်နေသေးတဲ့ subject area လေးဖြစ်တယ်။ဒါပေမဲ့နိုင်ငံတကာမှာဆိုရင်လည်းတကယ်ကိုထိထိရောက်ရောက်ချေပြန်သုံးနေကြပြီဖြစ်တဲ့ဒီ facilitation ဆိုတဲ့အကြောင်းအရာလေးကိုတကယ်ကို professional level အထိရောက်လာအောင်မျှဝေပေးမယ်ဆွေးနွေးပေးမယ်ဆိုတဲ့စိတ်ကူးလေးတွေပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ motivation ကဒီ facilitation နဲ့ပတ်သက်လို့ပို့ပြီးတော့မှတွန်းအားပေးတယ်ပေါ့နော်ဆိုတော့ဒါကြောင့်ကျွန်တော်ဒီ facilitation နဲ့ပတ်သက်တဲ့ learning တွေကိုကျွန်တော်မျှဝေပေးမယ်လို့ဆုံးဖြတ်ခဲ့တယ်အဲ့တော့ဒီ video လေးကတော့ကျွန်တော်စပြီးတော့မှ intro လုပ်တဲ့သဘောပါဆိုတော့နောက်ပိုင်း video တွေမှာကျွန်တော်ဒီ facilitation နဲ့ပတ်သက်လို့အကြောင်းအရာလေးတွေကိုမျှဝေသွားမယ် video clip လေးတွေကိုဖန်တီးလုပ်ဆောင်သွားပါမယ်ခင်ဗျာဟုတ်ကျေးဇူးတင်ပါတယ်နောက် video မှာကျွန်တော်တို့ပြန်ဆုံကြပါမယ်နော်